မင်္ဂလာပါအခုကျမမျှဝေပေးချင်တာကကျမတို့ရဲ့ဒီ United States ပေါ့ Alexona မှာရှိတဲ့ Forever ကိုစလဲပေါ့သူဖိတ်ခေါ်ပြီးတော့လာမျှဝေခိုင်းတယ်ဗာကိုတိုင်လက်တွေ့တောက်သုံးတူအကြမ်းမှာရေကောင်းကျိုးတွေသူမျှဝေပေးမယ် Forever product မသုံးခင်သုံးပြီးဘယ်လိုခံစားရလဲနောက်တစ်ခုကပါလဲသူကိုတိုင်တောက်သုံးလို့အရန်ကောင်းလို့သူတပားကိုပေါ့နော်သူမျှဝေချင်တယ်အားလုံးပဲချစ်တော်မိတ်ဆွေအပေါင်းတို့မင်္ဂလာပါရှင်ကျမတော့ United States Phoenix Arizona မှာနေထိုင်တဲ့ Aisha Mohammed ဖြစ်ပါတယ်ရှင်ဒီနေ့ကျမကချစ်တဲ့မိတ်ဆွေတွေကိုမျှဝေပေးခြင်းတာကပေါ့နော်ဒီရှားဆောင်ငါအစီနဲ့ပတ်သက်ပြီးတော့မျှဝေပေးခြင်းတာပါရှင်ကျမဒီရှားဆောင်ငါအစီကိုတောက်တုံးလာခြင်းမှာအခုဆိုလို့ရှိရင်ရှင်းနေတဲ့ကိုဝင်နေပါပြီရှင်ပထမကျမတောက်တော့တာကတော့ကျမမှာတကောင်တခြားကယောဂနဲ့ကြီးပေါင်းဇကြောတက်ရှိတာဖြစ်တဲ့အတွက်ကျမကဒီငါအစီကိုငါအစီဒီရှားဆောင်အရေးကိုကျမကတောက်သုံးပါတယ်ရှင်တောက်သုံးခြင်းအပြင်ကျမကိုခွဲစိတ်ရတော့မယ် surgery လုပ်ရတော့မယ်လို့ပြောလိုက်တဲ့ကျမရဲ့ဟိုဒီဦးကောင်းဘယ်ပဲအချမ်းမှာရှင်ညခုံးအပေါ်မှာဒီ3 cm လောက်ရှိတဲ့အကျော်ထုံးနေတဲ့ဘောလုံးကဒီဆေးကိုတောက်ပြီးတော့တဖြည်းဖြည်းနဲ့ရွက်ကြသွားတာအခုဆိုလို့ရှိရင်ကျမကပါ surgery မလုပ်ဆရာမလို့တော့ပါဘူးရှင်ဒီကောင်းကိုက်တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆိုတော့ကျမလိုပဲခေါင်းကပ်ယောဂဝေဒနာရှိတဲ့သူတွေလည်းတောက်သုံးမိဝဲကြဖို့ကျမတိုက်တွန်းခြင်းပါတယ်ရှင်တော့ကျမ46နှစ်က20အရွယ်နဲ့ရှင်ပြီးတော့ဘယ်အလုံးမဆိုလာခဲ့စမ်း challenge ဒီလိုပဲပေါ့နော်အဲ့လိုမျိုးကျမကအလုံးနဲ့ပတ်သက်ပြီးတော့ challenge ခေါ်နိုင်တယ်ရှင်ဘာဖြစ်လို့လဲကျမဒီကနေ့အချိန်ထိမိဝဲသုံးဆွဲတာရှင်းနှစ်ပြည့်တော့မှရှင်းနှစ်ဝင်သွားပြီပေါ့နော်ကိုတွေလိုပဲလူတွေလည်းချမ်းမရေကောင်းစေခြင်းနဲ့ရှင်မိဝဲကြပါသုံးဆွဲကြပါတိုက်တွန်းပေးပါတယ်ရှင်